ဘောလုံးသမားတစ်ယောက်ကိုဘယင်များရဲ့ဘယင်လို့ခေါ်ခဲ့ကြပူပါတယ်။သူကလာဆန်ပါ။ ဟန်နရစ်လာဆန်ရဲ့ဘောလုံးခရီးလမ်းကဆွီဒင်မှာစခဲ့ပြီးမြဲသူ့ရဲ့ဂန်ဒဝင်ဘဝကိုရောက်ခဲ့တာကတော့စကော့တလန်က Celtic CLD မှာပါ။ခုနှစ်တာကာလအတွင်းပွဲပေါင်း315ပွဲမှာ242ဂိုးအထိသွင်းယူခဲ့ပြီးစကော့တလန်ဘောလုံးလောကရဲ့ဂိုးသွင်းဆက်လို့တောင်တင်စားခံခဲ့ရပါတယ်။ခေါင်းတိုက်ကိုခြေဖြစ်ကန်သွင်းကို free kick သူမနှုတ်နိုင်တာမရှိခဲ့ပါဘူး။2001ခုနှစ်မှာဥရောပရဲ့ဂိုးသွင်းအများဆုံးဆု European Golden Boot ကိုပါစုခုနိုင်ခဲ့ပါတယ်။အသက်ကြီးလာခြင်းမှာတော့သူဟာကမ္ဘာအကြီးဆုံးကလပ်တွေထဲကတစ်ခုဖြစ်တဲ့ဘာစီလိုနာ FC ဘာစီလိုနာကိုပြောင်းရွှေ့ခဲ့ပါတယ်။2006ခုနှစ် Champions League UCL Final ပွဲစဉ်မှာလာဆန်ဟာမျိုးလင့်မထားတဲ့သူရဲကောင်းဖြစ်လာခဲ့ပါတယ်။အာဆင်နယ်နဲ့ပွဲမှာဘာစီလိုနာဟာတစ်ဂိုးရှုံးနေခဲ့ချိန်မှာလူစားဝင်လာပြီးအနိုင်ဂိုးနှုတ်ဂိုးစလုံးကိုကိုယ်တိုင်ဂိုးမသွင်းပဲအမကန်ဖန်တီးမှုတွေနဲ့ရရှိအောင်စွမ်းဆောင်ပေးခဲ့ပါတယ်။ဒါဟာစစ်မှန်တဲ့ team player ရဲ့စံနမူနာပါ။ခဏတာပဲဖြစ်ပေမဲ့ Manchester United မှာလည်းအမတ်တရတွေဖန်တီးခဲ့ပါသေးတယ်။ဘောလုံးစွမ်းရည်စိတ်သက်နဲ့ဂုဏ်သိက္ခာကိုပေါင်းဆက်ထားတဲ့သူ့လိုကစားသမားမျိုးကရှားပါတယ်။လာဆန်ဘောလုံးသမိုင်းမှာတောက်ပနေမဲ့ကျဲတပွင့်ပါတယ်။နောက်ထပ်ဘယ်ကစားသမားအကြောင်းသိလိုပါသလဲ။ကွန်မန့်မှာပြောခဲ့ပါ။